Wait, I am looking for a word in the dictionary. I'm looking for a word in the dictionary. အဲ့ဒီဝကျမှာတခုခုမှားနေရဆိုတာသင်သိပါသလား Hello Beyond Limits Channel မှာနှုတ်ခွန်းဆက်တာပါရှင်ဒီဗီဒီယိုလေးကတော့အင်္ဂလိပ်စာကျွမ်းကျင်မှုမှာအခြေခံစစ်တဲ့မြင့်နဲ့ A2 Pre-Intermediate Level ရှိတဲ့လူတွေနဲ့ B1 Intermediate Level အလယ်အဆင့်ရှိတဲ့လူတွေကိုရည်ရွယ်ပါတယ်ရှင်နေ့စဉ်သုံးအင်္ဂလိပ်စကား Informal English မှာ phrasal verbs ဆိုခေါ်တဲ့ဝါကျပုံစံကရိယာကိုအသုံးများပါတယ်ဒီနေ့မှာတော့ phrasal verbs အသုံးနှုန်းတစ်ခုဖြစ်တဲ့ look for ကိုဘယ်လိုနေရာတွေမှာသုံးရမလဲဆိုတာကိုဆွေးနွေးပေးသွားမှာပါ phrasal verbs ဆိုတာကအဓိကကရိယာ verb တစ်ခုကိုကရိယာဝိသေသန adverb ဒါမှမဟုတ်လို့ရှိရင် we back preposition အဲ့တော့ကရိယာဝိသေသနနဲ့ပေါင်းတာပဲဖြစ်ဖြစ်ဝိဘတ်နဲ့ပေါင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်နှစ်ခုလုံးနဲ့ပေါင်းထားတာပဲဖြစ်ဖြစ်ရလာတဲ့စကားစုတစ်ခုကို phrasal verb လို့ခေါ်ပါတယ်အဲ့ဒီလိုပေါင်းစပ်လိုက်တဲ့အခါမှာငကိုမူလစကားလုံးတွေရဲ့အဓိပ္ပာယ်နဲ့လုံးဝမတူညီတဲ့အဓိပ္ပာယ်သစ်တစ်ခုကိုရလာပါတယ်အဲ့တော့သူတို့ဟာကရိယာတစ်ခုလိုပဲဝါကျထဲမှာလှုပ်ဆောင်ပါတယ်ကဲ look for နဲ့ပတ်သက်လို့လေ့လာကြည့်ရအောင်ပါ look ရဲ့အဓိပ္ပာယ်ကကြည့်သည် for ရဲ့အဓိပ္ပာယ်ကအတွက် look နဲ့ for နဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာကျတော့တစ်စုံတစ်ခုကိုရှာဖွေသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ် to search for something ပေါ့နော်ကဲဥပမာအနေနဲ့ဒီကတ်တွန်းလေးကိုကြည့်ကြရအောင် Oh no, I can't find my glasses. Where are they? I need to look for them. Really, you are looking for your glasses. They are there on your forehead. ဒီထဲမှာပြောသားရရ You're looking for your glasses မင်းမျက်မှန်ကိုရှာနေရလား I need to look for my glasses ငါမျက်မှန်ကိုရှာရမယ်တခုခုကိုရှာရနေရမှာ looking for look for နဲ့သုံးသွားပါတယ်နော်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကတော့အလုပ်ရှာနေဆိုရင်နေရာမှာလည်း look for ကိုသုံးလို့ရပါတယ် Hey, what are you up to these days? Oh, I'm just looking for a job right now. I hope to find something soon, sis. Hey, what are you up to these days? Hey, ဒီအပိုင်းမှာရီလုပ်နေလဲ Oh, I'm just looking for a job right now. ငါအခုအလုပ်ရှာနေတာပေါ့ဒီနေရာမှာ looking for နဲ့ look for အသုံးနှစ်ခုကိုဘယ်လိုသုံးလဲဆိုတာကိုခွဲခွဲခြားခြားသိအောင်လို့ပြောပြပါမယ်နော် Looking for a job လောလောဆယ်အလုပ်ရှာနေတယ် Looking for my glasses မျက်မှန်ရှာနေတယ် Looking for my cat ကြောင်ရှာနေတယ်အဲ့ဒီပုံစံကတော့ present continuous tense verb ing ပုံစံကိုသုံးသွားတာပါအဲ့ဒါတွေကလက်ရှိလှုပ်ဆောင်နေစေเนาะအဲ့လိုပုံစံမျိုးနဲ့သုံးသွားတာပါအဲ့တော့တခုခုလုံနေစေရှာနေစေသွားနေစေလာနေစေစားနေစေအဲ့လိုအချိန်မှာ verb ing ပုံစံနဲ့သုံးရပါတယ် looking for look for ကကြတော့ base form ကရိယာရဲ့မူရင်းပုံစံကိုသုံးထားပါတယ်ဒီ look for တော့သူများကိုအကြံပေးတိုက်တွန်းတဲ့အခါဖြစ်ချင်တဲ့လုပ်ချင်တဲ့ဆန္ဒတွေကိုပြောတဲ့အခါမျိုးမှာသုံးပါတယ်နမူနာအနေနဲ့ပြပြလို့ရှိရင် You should look for a job မင်းအလုပ်တစ်ခုရှာသင့်တယ် Go look for a job သွားလုပ်သွားရှာကြည့် I need to look for a job ကျွန်တော်အလုပ်ရှာဖို့လိုတယ် I want to look for a jobကျွန်တော်အလုပ်ရှာချင်တယ်အဲ့ဒီလိုမျိုးဆန္ဒတွေအကြံပေးတိုက်တွန်းတဲ့အခါတွေမှာ look for ကိုသုံးပါတယ်ကဲအခုဗီဒီယိုစမှာပြောခဲ့တဲ့ look for အသုံးနှုန်းနဲ့ပတ်သက်လို့ native speaker တွေကိုယ်တိုင်တော့မှရောထွေးပြီးမှားတတ်တဲ့အမှားသုံးချက်ကိုပြောပြပေးပါမယ် Wait, I am looking for a word in the ဒီနေ dictionary. ရာမှာ look for ရဲ့အဓိပ္ပာယ်ကရှာဖွေသည်လို့ဆိုပေမဲ့ပစ္စည်းပြောက်ရှာတာအလုပ်ရှာတာမျိုးမှာသာသုံးလို့ရှိပြီးတော့သတင်းချက်လက်တွေ online ကရှာတာအပြီးတန်ထဲမှာခက်စစ်အဓိပ္ပာယ်ရှာတာဖုန်းနံပါတ်လိပ်စာစတဲ့ data တွေ information တွေရှာတဲ့အခါမှာကျတော့ look up ကိုသုံးရပါမယ်အဲ့ဒီတော့ I'm looking for a word in the dictionary ဆိုတာကမမှန်ပါဘူးအဲ့ဒီစာ I am looking up a word in the dictionary လို့သုံးရပါမယ် I am looking up a word in the dictionary.
နံပါတ်2အချက်အနေနဲ့ look for ကိုနေ့စဉ်သုံးပေါ့ပေါ့ပါပါစကားပြောဆိုရမှာသုံးတတ်ကြပါမယ်ပညာရေးဆိုင်ရာစာတမ်းတွေရုံးစာတွေအစီရင်ခံစာတွေစာစီစာကုန်းတွေလိုမျိုး formal ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်တော့သုံးဖို့မသင့်တော်ပါဘူး The company is looking for a replacement for the CEO. The company is looking for a replacement for the CEO အဲ့ဒီလိုမသုံးသင့်ပါဘူးကုမ္ပဏီက CEO နေရာအတွက်အစားထိုးဖို့လူကိုရှာဖွေနေတယ်လို့ပြောချင်လို့ရှိရင် The company is seeking a replacement for the CEO The proper လို့သုံးရပါမယ် expression ရှင် is the company is seeking a replacement for the CEO. အဲ့ဒီလို formal အခြေအနေတွေမှာ look for အစား SEEK seek SEARCH search REQUEST request အဲ့လိုအသုံးနှုန်းတွေကပို့ပြီးတော့သင့်တော်ပါတယ်ရှင်နံပါတ်3အနေနဲ့ look for ကို passive voice အနေနဲ့မသုံးသင့်ပါဘူးတရားအဖြစ်တော့မမှားပြင်မဲ့နားထောင်ရတာအဆင်မပြေပါဘူးရှင်အဲဒါကြောင့်မို့လို့ active voice အနေနဲ့သာသုံးကြရပါတယ်ဥပမာ my phone was looked for ကျွန်တော်ဖုန်းကိုရှာဖွေခြင်းခံခဲ့ရတယ်လို့ပြောမယ်စာ I looked for my phone လို့သာပြောသင့်ပါတယ်ရှင်ကဲဒီဗီဒီယိုမှာ look for နဲ့ပတ်သက်လို့ကျွန်မဆွေးနွေးသွားခဲ့တာတွေကိုနားလည်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ် look for ရဲ့အသုံးပြုပုံနဲ့ပတ်သက်လို့မေးမြန်းလိုတာအကြံပြုလိုတာတွေရှိရင်လည်း comment မှာရေးသားခဲ့နိုင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင် Thank you and bye bye